အားလုံးပဲမင်္ဂလာပါရှင်ဒီဇင်ဘာရဲ့ Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့စာရေးဆရာမောင်သိန်းလွင်ဘာသာပြန်ထားတဲ့ Shakespeare ပုံမြင်များဆိုတဲ့စာအုပ်ထဲက Venice မြို့မှာကုန်သည်ကြီးဆိုတဲ့ပုံမြင်လေးကိုဖတ်ပြပေးခြင်းလို့ပါရှင်ဟိုးကြာမြင့်ခဲ့တဲ့တစ်ချိန်လုံးကပေါ့အီတလီပြည် Venice မြို့မှာအန်တိုနီယိုလို့ခေါ်တဲ့လူတစ်ယောက်နေထိုင်ခဲ့ပါတယ်။သူကကုန်သည်ကြီးတစ်ယောက်ဖြစ်တဲ့ဝေးကွာတဲ့နိုင်ငံရဲ့ခြားတိုင်းပြည်များနဲ့ကူးသန်းသွားလာနေတဲ့ပင်လယ်ကူးသမောများစွာကိုပိုင်ဆိုင်သူဖြစ်တယ်။သူကတထေးတစ်ယောက်ဖြစ်တယ်လို့လူကောင်းသူကောင်းတနာကျင်နာတတ်သူလည်းဖြစ်ပါတယ်။အန်တိုနီယိုရဲ့ချစ်ဆုံးတငယ်ချင်းကဘတ်ဆန်နီယိုလို့ခေါ်တဲ့စစ်သားလေးတစ်ယောက်ဖြစ်တယ်။သူကပေါ်ရှာလို့ခေါ်တဲ့မိန်းမချောလေးတစ်ယောက်ကိုမြစ်တာသက်ဝင်နေသူပေါ့ဒါပေမဲ့သူကလူချမ်းသာတစ်ယောက်မဟုတ်လေတော့ပေါ်ရှာကိုလက်ထပ်ခွင့်ပေးပါလို့မတောင်းဆိုရဲရှာဘူးချီရွေးဆိုဖို့တွန့်ဆုတ်နေရှာတယ်သူမကချောမောလှပသလောက်ကြွယ်ဝချမ်းသာတဲ့သူဥစ္စာပေါ်ရုပ်ချောကိုနောက်ဆုံးတော့သူ့ကိုပတ်စံချီးပါလို့အန်တိုနီယိုကိုတောင်းပန်တယ်ပေါ်ရှာနေတဲ့ဘဲလ်မောက်စ်မြို့ကိုသွားနိုင်ဖို့ဘာပဲဖြစ်ဖြစ်အ ਨੇ ဆုံးသူ့ဘော်ပေါ်ရှာကချစ်တုပ်ပြန်နိုင်မပြန်နိုင်ကိုယ်တိုင်ဖော်ထုတ်သိချင်လို့လေအဲ့ဒီချိန်မှာကြုံကြိုက်ချင်တော့အန်တိုနီယိုရဲ့သမောအားလုံးဟာပင်လယ်ပြင်မှာရောက်နေတယ်လေအဲ့လိုသမောတွေပြန်မရောက်မချင်းဘတ်ဆန်နီယိုကိုချီးဖို့ငွေမရှိဘူးဒါပေမဲ့ငွေတိုးချေးစားတဲ့သူတယောက်စီကိုသွားကွာမင်းလိုချင်တဲ့ငွေကိုသူ့စီကချီးပါငါရဲ့သမောတွေပြန်ရောက်ရင်မင်းချီးယူထားတဲ့ငွေအားလုံးကိုငါကပေးမယ်လို့အာမခံကြောင်းပြောပြပါလို့သူ့တငယ်ချင်းကိုပြောပါတယ်အဲ့ဒီချိန်မှာရှိုင်းလော့လို့ခေါ်တဲ့ဂျူးလူမျိုးအဖိုးကြီးတစ်ယောက်ကလည်းဗီနစ်မြို့မှာနေထိုင်နေတယ်အဲ့ဒီခေတ်ကဂျူးလူမျိုးတွေဟာဗီနစ်မြို့မှာငွေတိုးချီးစားသူတွေပေါ့သူတို့ကငွေချီးတယ်ဒါပေမဲ့ချေးတဲ့ငွေပေါ်မှာအတိုးနှုန်းအများကြီးပေးဖို့ငွေချေးတဲ့သူတွေကိုစွတ်အတင်းတောင်းဆိုတယ်ဒါကြောင့်ဂျူးတွေဟာအရန်ကိုချမ်းသာလာကြတယ်ရှိုင်းလော့ဟာလောဘအကြီးဆုံးဂျူးတွေထဲကတစ်ယောက်ပေါ့သူ့ရဲ့ကောက်ကျစ်ရုံမာတဲ့မနှစ်မြို့ပွဲလောက်ရက်တွေကြောင့်သူ့ကိုအန်တိုနီယိုကမုန်းတယ်ဒါကြောင့်ရှိုင်းလော့ကိုတွေ့ရင်မကြခဏဆိုသလိုစော့ကားမော်ကားပြုတ်တယ်ရရန်စဆိုင်ပြောဆိုတယ်အဲ့ဒီအကြောင်းရင်းကြောင့်ပဲရှိုင်းလော့ကလည်းအန်တိုနီယိုကိုမုန်းတယ်အဲ့ဒီစော်ကားမှုတွေအတွက်ဂလက်စားချေလိုစိတ်တွေပြင်းပြနေတယ်ရှိုင်းလော့ကတိတ်ချမ်းသာမှန်းသိတော့ဘတ်ဆန်နီယိုကသူ့လိုအပ်နေတဲ့ပိုက်ဆံကိုရှိုင်းလော့ထီမှာချီးတယ်ချီးငွေအတွက်အန်တိုနီယိုကပြန်ပေးမယ်လို့ကတိပြုအာမခံကြောင်းကြားရတဲ့အခါရှိုင်းလော့ကတိတ်သဘောကျသွားတာပေါ့သူ့ရန်သူကတော့သူ့လက်ထဲရောက်လာပြီလို့တွေးမိပြီးကောက်ကျစ်ဆင်းလဲတဲ့အစီအစဉ်တစ်ခုကိုလုပ်တယ်သူကသဘောထားကြီးဟန်ရက်ရောဟန်စေတနာအပြည့်ထားဟန်ဆောင်လိုက်တယ်ပြီးတော့ဘတ်ဆန်နီယိုကိုလိုတဲ့ငွေကိုတိုးတပြားမှမယူပဲချင်းငှားပါမယ်လို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီချင်းငွေကိုအန်တိုနီယိုက3လအတွင်းပြန်ဆက်ရမယ်ပြိုစီပြက်စီပေါ့လေရေစရာတစ်ခုအနေနဲ့စာချုပ်တစ်ခုကိုတော့လက်မှတ်ထိုးရမယ်ချင်းငွေကိုပြန်မဆက်ရင်သူ့ရဲ့ခန္ဓာပေါ်ကအသားတစ်ပေါင်ကိုငါကလိယူပိုင်ခွင့်ရှိတယ်လို့ကတိပြုတဲ့စာချုပ်ပဲလို့ရှိုင်းလော့ကပြောတယ်ဘတ်ဆန်နီယိုကရှိုင်းလော့ကိုအယုံကြည်မရှိဘူးအန်တိုနီယိုအနေနဲ့ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ကတိတစ်ခုစာချုပ်တစ်ခုကိုမပြုတ်လို့စေခြင်းဘူးဒါမဲ့အန်တိုနီယိုကတော့ရှိုင်းလော့ဟာတကယ်ကိုရဲစရာပြောနေတာလို့ထင်ပြီးဒီလိုကတိစာချုပ်မျိုးလက်မှတ်ထိုးဖို့တကယ်ကိုသဘောကျခြင်းနဲ့သဘောတူပါတယ်ဗျာမစိုးရင်စမ်းပါနဲ့ဘတ်ဆန်နီယိုငါသမောတွေဟာပြန်ဆက်ဖို့ရက်ချင်းမစစ်မေတစ်လားလောက်ကြိုပြီးရောက်လာမှာပါကွာအဲ့ဒီအချိန်ဆိုရင်ရှိုင်းလော့ကမင်းကိုချီးလိုက်တဲ့ငွေရဲ့3ဆလောက်ငါမှရှိနေပါလိမ့်မယ်လို့အန်တိုနီယိုကပြောပြီးစာချုပ်ကိုလက်မှတ်ထိုးလိုက်ပါတော့တယ်အဲ့ဒီကတိစာချုပ်ကိုတော့ငါတော့ဘဝင်မကြဘူးကွာလို့ဘတ်ဆန်နီယိုကစိတ်မသက်မသာနဲ့ပြောတယ်ဒါပေမဲ့အန်တိုနီယိုကထပ်ပြောတယ်မင်းဘာမှစိုးရိမ်စရာမလိုပါဘူးအဲ့ဒီရက်ချင်းစီးတဲ့နေ့မတိုင်မီတစ်လားလောက်ကြိုပြီးငါရဲ့သမောတွေပြန်ရောက်လာမှာပါကွဒါကြောင့်ဘတ်ဆန်နီယိုလည်းစိတ်မပါလက်မပါတွန်းဆုပ်စွာနဲ့အဲ့ဒီငွေကိုယူလိုက်တယ်အန်တိုနီယိုကိုနှုတ်ဆက်ပြီးဘဲလ်မောက်မြို့ကိုရွေးလွန်ထွက်ခါခဲ့ပါတယ်သူတငယ်ချင်းတွေကတယောက်ဖြစ်တဲ့
Gradiano ကိုလည်းသူနဲ့အတူခေါ်သွားတယ်။လှပတဲ့ပေါ်ရှာလီဟာဘဲမောင်းမျိုးကအိမ်ကြီးအိမ်ကောင်းတစ်ဆောင်မှာသူ့ရဲ့အစေခံအဖော်နာရီစာနဲ့အတူနေထိုင်နေပါတယ်။သူမရဲ့ဖခင်ဟာမကြာခင်မှတည်ဆုံးသွားခဲ့တာဖြစ်ပြီးသူမအတွက်ငွေကြေးအမြောက်အများထားခဲ့တယ်။သူဟာဉာဏ်ပညာအမျှော်မြင်ရှိတဲ့သူတစ်ယောက်ဖြစ်တယ်။သူသမီးကအယမ်းကိုချမ်းသာတထေးသမီးဆိုတော့လောဘကြီးတဲ့တိုက်တူးမဲ့ယောက်ျားတွေကသူသမီးကိုလက်ထပ်ဖို့ကြိုးစားနိုင်တယ်။အဲ့လိုလောဘကြီးတဲ့တိုက်တူးတဲ့လူတွေရန်ကနေအကာအကွယ်ပေးဖို့သူကသမီးဖြစ်သူပေါ်ရှာအတွက်တစ်တာသုံးလုံးထားခဲ့တယ်။တစ်တာသုံးလုံးအနက်တစ်လုံးထဲမှာပေါ်ရှာရဲ့ဓာတ်ပုံပါရှိတယ်။ဒီတစ်တာကိုရွေးချယ်နိုင်တဲ့သူဘယ်သူမဆိုပေါ်ရှာရဲ့ကျင်ရခင်မွန်းဖြစ်နိုင်တယ်။ဗီနစ်မြို့ကနေဘတ်ဆန်နီယိုမရောက်ခင်လေးမှာအာဖရိကတိုက်မှာဘရင်သားတော်တစ်ပါးပေါ်ရှာစီရောက်လာတယ်။မော်ရိုကိုမင်းသားပေါ့။သူကတကိုးဩဇာရှိတယ်ကြွယ်ဝချမ်းသာတယ်ပေါ်ရှာကိုကြည်ရတော့အဖြစ်သိမ့်ပိုက်လက်ဆက်လို့တယ်ဒါမဲ့ပေါ်ရှာကမချစ်ဘူးတစ်တာအမားကိုရွေးချယ်မိပါစေလို့မျှော်လင့်ဆုတောင်းမိတယ်ပေါ်ရှာကနာရီစာကိုလူယုံမှုအတွင်းစကားပြောတယ်မခက်ဘူးလားနာရီစာငါသဘောကျနှစ်ချိုက်တဲ့သူကိုရွေးချယ်ပိုင်ခွင့်မရှိသလိုငါမချစ်ခင်မနှစ်သက်တဲ့သူကိုလည်းညှင်းပယ်နိုင်ခွင့်မရှိဘူးလေနာရီစာကရှင့်ကိုလိုလားနှစ်သက်နေတဲ့သူတွေအများကြီးရှိတာပဲဒါပေမဲ့ဗီနစ်မြို့ကလူငယ်လေးတယောက်ကိုရှင်သတိရသေးလားတခါတော့ငါရှင့်ဖခင်စီလာရောက်လဲပတ်ဘူးတယ်လေအာဟုတ်ပြီဘတ်ဆန်နီယိုထင်တယ်သူ့နာမည်ကဘတ်ဆန်နီယိုဆိုလားဟုတ်တာပေါ့သခင်မရှင်ကျမအထင်ပြောရရင်တခြားလူတွေထက်သူကသခင်မရဲ့မြင့်တာနဲ့ပုံမိုထိုက်တန်တယ်လို့ထင်တယ်လို့နာရီစာကပြန်ပြောလိုက်တယ်သူ့ကငါကောင်းမမိပါတယ်မင်းချီးကျူးတာကိုခံထိုက်တဲ့သူပဲဒါပေမဲ့သူဒီကိုလာပြီးတစ်တာအမှန်ကိုရွေးချယ်မှုမပြုရင်ငါကသူ့ကိုလက်ထပ်လို့ရနိုင်တာမှမဟုတ်ပဲလေလို့ပေါ်ရှာကကြည်ကြည်ကွယ်ကွယ်လေးပြောရှာတယ်သူလာမှာပါလို့နာရီစာကနှစ်သိမ့်တယ်သခင်မရဲ့ဖခင်ဟာဉာဏ်ပညာအမျှော်မြင်ရှိတဲ့ပါရမီရှင်တယောက်ပဲကျမကြိမ်ပြောရဲတယ်ထိုက်တန်တဲ့သူတို့သားဟာသခင်မရဲ့ရုပ်ပုံလွှာကိုရွေးချယ်နိုင်စေဖို့သူကတစ်တာတွေကိုစီစဉ်ခဲ့ပြီးဖြစ်မှာပါနာရီစာရဲ့ကြိုးချောင်းစီလျော်အမျှော်မြင်ရှိတဲ့အကြံဉာဏ်အဆိုပြုချက်ကပေါ်ရှာရဲ့စိတ်အစဉ်ကိုရှင်ပြလန်းဆန်းသွားစေတယ်အသားရောင်မဲနဲ့တဲ့အာဖရိကတိုက်မှမော်ရီကိုမင်းသားကိုတစ်တာတွေပြနေတဲ့အခိုက်မှာသူမရဲ့စိတ်ကပေါ်ပါတတ်တာသွားပါတယ်မော်ရိုကိုမင်းသားကတစ်တာတွေကိုဂယုတစိုက်စစ်ဆေးကြည့်ရှုတယ်တစ်တာတစ်လုံးစီရဲ့အပေါ်မှာရေးထားတဲ့စလုံးတွေကိုဖတ်ကြည့်တယ်ရွှေတစ်တာပေါ်မှာရေးထားတာကကျွန်ုပ်အားရွေးချယ်သူသည်ယောက်ျားတကာတို့လိုလားတောင်းတသောအရာကိုရပြီလိမ့်မည်ငွေတစ်တာပေါ်မှာရေးထားတာကကျွန်ုပ်အားရွေးချယ်သူသည်သူနှင့်ထိုက်တန်သည့်အရာကိုရပြီလိမ့်မည်ခဲတစ်တာရိုးရိုးလေးပေါ်မှာရေးထားတာကကျွန်ုပ်အားရွေးချယ်သူသည်မိမိ၏ရှိသမျှအရာအလုံးကိုပေးဆက်စွန့်စားရပြီလိမ့်မည်ရှေ့တစ်တာကိုကြည့်ပြီးမော်ရိုကိုမင်းသားကပြောလိုက်တယ်ယောက်ျားတွေဘာကိုလိုလားတောင်းတသလဲအလှအချောပေါ်ရှားပဲဖြစ်ရမယ်ပေါ့ဒီတော့သူမရဲ့ရုပ်ပုံလွှာဟာကျိန်းသေးရွှေတစ်တာထဲမှာရှိရမယ်သူကရွှေတစ်တာကိုဖွင့်လိုက်တယ်ဒါပေမဲ့ရွှေတစ်တာအထဲမှာတော့သူတွေ့တာကတော့ဆက်စုပ်ဖွယ်ကောင်းလာတဲ့အယိုးကောင်းကုန်ကြီးတစ်ခုနဲ့စာရွက်ကလေးတစ်ရွက်စာရွက်ပေါ်မှာတော့အယောင်လက်တိုင်းရွှေမဟုတ်ဘူးဝဝမြင်တိုင်းရွှေမဟုတ်ပါတက်တာဒါကြောင့်မော်ရိုကိုမင်းသားလဲပေါ်ရှာကိုကြည်ကွဲစွာနဲ့နှုတ်ဆက်စကားဆိုပြီးအာဖရိကကိုပြန်သွားပါတယ်နောက်ထပ်ရောက်လာတဲ့ဧည့်သည်တော်ကြီးကတော့အာရိုဂိုမင်းသားဖြစ်ပါတယ်သူ့ကိုလည်းတစ်တာသုံးလုံးကိုပြလိုက်ပါတယ်အာရိုဂိုမင်းသားကမာနတက်ဂုံမောက်နေတဲ့လူငယ်တယောက်သူ့ကိုယ်သူစိတ်ကြီးဝင်နေတဲ့သူဒီတော့သူကငွေတစ်တာကိုရွေးတယ်သူကပြောလိုက်သေးတယ်ငါနဲ့ထိုက်တန်ရာကိုရမယ်ဆိုရင်ငါဟာအလှပကလေးလေးပေါ်ရှားကိုရမှာတေးချတယ်ဒါပေမဲ့တစ်တာထဲမှာကအယူပျော်တော်ဆက်လူပြည့်ရဲ့ခေါင်းပိုင်းပုံနဲ့စာအပေါ်ရငွေမှုန်ကျဲအထဲကနွားချီခံကြွပြီတော့ပြန်မင်းသားကလည်းစိတ်ဓာတ်တွေကျပြီးမော်ရိုကိုမင်းသားကြေကွဲစွာနဲ့ပြန်သွားရသလိုသူလည်းပြန်သွားခဲ့ရပါတယ်အဲ့ဒီနောက်ပိုင်းမှာဘတ်ဆန်နီယိုနဲ့ဂရဒီယန်တို့ရောက်ရှိလာကြပါတယ်တစ်တာသုံးလုံးနဲ့ပတ်သက်ပြီးကန်ဆန်းခွင့်ပြုဖို့ဘတ်ဆန်နီယိုကပေါ်ရှားကိုတောင်းပန်တယ်
တစ်တာအမားကြီးသွားပြီးရွေးမိမှာကိုသူမကတိတ်စိုးရင်နဲ့ဒါပေမဲ့ဘယ်တစ်တာဟာဖြင့်တစ်တာအမှန်ပါလို့သူမကမပြောရဲဘူးလေဘတ်ဆန်နီယိုကရွှေတစ်တာကိုကြည့်တယ်နောက်ငွေတစ်တာကိုကြည့်တယ်ပြီးတော့သူ့ခေါင်းကိုခါလိုက်တယ်အပြင်မှာအလှဆုံးဆိုတဲ့အရာတွေဟာမကြာခဏဆိုသလိုအတွင်းမှာအကြီးတန်းဆုံးဆိုတဲ့အရာတွေဖြစ်နေတတ်တယ်ဒါကြောင့်ငါကခဲတစ်တာရိုးရိုးကိုပဲရွေးမယ်ဘတ်ဆန်နီယိုကတစ်တာကိုဖွင့်လိုက်တော့အထဲမှာလှပတဲ့သူမရဲ့ရုပ်ပုံလွှာလေးကိုတွေ့တယ်ပေါ်ရှားကဝမ်းသာပျော်ရွှင်မှုတွေနဲ့ပြည့်ရှမ်းသွားပါတယ်ချက်ချင်းပဲလက်ထပ်ကြဖို့သူတို့စီစဉ်ကြတယ်ဘတ်ဆန်နီယိုရဲ့တငယ်ချင်းဂရက်ဒီယန်နိုကလည်းနာရီစာနဲ့သူတို့လက်ထပ်တဲ့အချိန်မှာပဲတစ်ချိန်နဲ့လက်ထပ်ခွင့်ပြုဖို့တောင်းဆိုတယ်ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုတွေဟာမကြာမီမှာပဲပြတ်ပြားသွားပါတယ်သူတို့စီကိုတုံလှုပ်ဖွယ်သတင်းဆိုးတွေရောက်လာလို့လေဘတ်ဆန်နီယိုရဲ့တငယ်ချင်းလော်ရန်ဇိုကိုတည်ဆောင်လာတဲ့သမောတစည်းဟာဗီနစ်မြို့မှာရောက်လာတယ်လော်ရန်ဇိုနဲ့အတူသူ့ရဲ့ဇနီးဂျက်စီကာလည်းပါတယ်ဂျူးလူမျိုးရှိုင်းလော့ရဲ့သမီးကျော်လေးပေါ့ရှိုင်းလော့ကသူမရဲ့အပေါ်မှာအမြဲတမ်းကြမ်းတမ်းခက်ထန်တယ်ရက်ဆက်တယ်သူမအနေနဲ့တည်ထားတယ်လေသူမရဲ့ဖခင်ဟာသူမကိုသူမရဲ့ချစ်သူလော်ရန်ဇိုနဲ့ဘယ်တော့မှလက်ထပ်ခွင့်ပေးမှာမဟုတ်ဘူးသဘောတူမှာမဟုတ်ဘူးဆိုတာကိုသဘောမတူရတဲ့ပထမအချက်ကလော်ရန်ဇိုကဂျူးတယောက်မဟုတ်ဘူးဒုတိယအချက်ကအန်တိုနီယိုရဲ့တငယ်ချင်းဖြစ်နေလို့ပါပဲဒါကြောင့်တညမှာလော်ရန်ဇိုနဲ့လက်ထပ်ဖို့သူမရဲ့ဖခင်အိမ်ကနေထွက်ပြေးလာခဲ့တယ်သူမနဲ့အတူပတ်စံအမြောက်များလက်ဝတ်ရတနာကြောက်မြင့်ရတနာတွေကိုလည်းယူလာခဲ့ပါတယ်ရှိုင်းလော့ရဲ့ဒေါသမန်ရှာနေတဲ့အရေးကကင်းဝေးလွတ်မြောက်စေဖို့သူတို့ဘဲလ်မောင်ကိုရောက်ရှိလာကြတာဖြစ်ပါတယ်။သူတို့နဲ့အတူအန်တိုနီယိုကဘတ်ဆန်နီယိုထံရေးလိုက်တဲ့စာတစ်စောင်လည်းပါလာတယ်။ဘတ်ဆန်နီယိုကစာကိုဖတ်ပြီးတဲ့အခါသူ့မျက်နှာဟာသွေးဆုပ်ပြီးဖြူပတ်ဖြူရောဖြစ်သွားတယ်။ပေါ်ရှားအနေနဲ့စိုးရိမ်သွားတယ်။သူ့တငယ်ချင်းတည်သွားတာဖြစ်မယ်။သူမကစိုးရိမ်စိတ်နဲ့မေးလိုက်တယ်။ဘာသတင်းဆိုးတွေပါသလဲဘတ်ဆန်နီယိုဒီစာထဲမှာပါတဲ့သတင်းဆိုးတွေကိုကျမလည်းမျှဝေခန်းစားပြရစီ။အိုးအချစ်လေးပေါ်ရှားရဲ့ဒီစာထဲမှာမနှိမ့်မြို့ပွဲအကောင်းဆုံးစလုံးတွေသတင်းဆိုးတွေကိုရေးထားတယ်။ဒီစာထဲမှာအကြောင်းကြားထားတာကအန်တိုနီယိုရဲ့သမော6စီးဟာကုန်ပစ္စည်းအပြည့်နဲ့အတူပင်လယ်ထဲမှာပြတ်သွားတယ်။အန်တိုနီယိုပိုင်ဆိုင်ညငွေကြေးဥစ္စာတွေလည်းသမောတွေနဲ့အတူဆုံးရှုံးသွားတယ်။သတင်းကဒီမှာရင်မပြီးသေးပါဘူး။အန်တိုနီရဲ့တငယ်ချင်းလော်ရန်ဇိုကသူ့သမီးဂျက်စီကာကိုခိုးပြေးကြတဲ့ကရှိုင်းလော့ဟာအန်တိုနီယိုကိုအရင်ကထက်ပိုပြီးမုန်းတီးတယ်အညှိုးထားတယ်။သူ့သမီးနဲ့သူ့ပတ်စံတွေဆုံးရှုံးရတဲ့အတွက်ဒေါသထွက်လွန်လို့လမ်းတကာမှာရှောက်ရင်းငါသမီးငါပိုက်ဆံငါရဲ့ကြောင်းမြင့်ရနာတွေတရားသဖြင့်စီရင်ပေးပါငါပစံအနေနဲ့ငါသမီးကိုပြန်ရှာပေးကြပါလို့အော်ဟစ်ပြောဆိုနေတယ်အဲ့ဒီအချိန်မှာအန်တိုနီယိုရဲ့သမောတွေဆုံးရှုံးပြီးတယ်ဆိုတာလေသူကြားရောသူတိတ်ကိုဝမ်းသာသွားတာပေါ့ခုသူကလက်စားချေနိုင်ပြီလေအန်တိုနီယိုကိုရောဒီရဲရင်နဲ့ကုံတယ်လေးကိုချစ်ခင်တဲ့သူတွေအားလုံးကိုပါကလက်စားချေနိုင်ပြီပေါ့ရှိုင်းလော့ကဗီနစ်မြို့ဝန်ထမ်းသွားတယ်အန်တိုနီယိုနဲ့သူနှစ်ဦးသဘောတူပြုလုပ်ထားတဲ့အကြောင်းအရာရဲ့အန်တိုနီယိုလက်မှတ်ထိုးထားတဲ့စာချုပ်ရဲကိုပြောပြတယ်မြို့ဝန်မင်းနဲ့အခြားကုန်သည်တွေကရှိုင်းလော့ကိုစူးစမ်းဖြောင်းပြကြတယ်။သူ့ရဲ့ရဲဆက်ဆက်ကလတ်စားချေမဲ့အရာကိုစွန့်လွတ်ဖို့လေဒါပေမဲ့သူတို့ပြောစကားကိုသူကဘယ်နားထောင်လိုက်မလဲ။အန်တိုနီယိုကကျုပ်ပတ်စံကိုပြန်မဆက်နိုင်တာပဲ။ဒါကြောင့်သူ့ဂရိသူတီအောင်လုပ်ရမယ်လေ။ကျုပ်ကိုအသားတစ်ပေါင်ပေးရမှာပေါ့လို့ရှိုင်းလော့ကဆိုတယ်။ဂျက်စီကာကလည်းသူ့အဖေရဲ့ပြောစကားတွေကိုကြားခဲ့ပြီးသူ့အဖေရဲ့ဂျူးလူမျိုးတငယ်ချင်းတွေကိုပြောတဲ့စကားပေါ့သူရစရာရှိတဲ့ကြွေးတွေကိုအစ20ပေးပြီးပြန်ဆက်တာထက်အန်တိုနီယေရဲ့အသားတစ်ပေါင်ကိုပို့ပြီးလိုချင်တယ်ဆိုတဲ့စကားလေဘတ်ဆန်နီယိုဟာဒီသတင်းစကားတွေကြောင့်တိတ်ကိုစိတ်ချောက်ချရပါတယ်ဒါကြောင့်သူကဆုံးဖြတ်လိုက်တယ်သူတငယ်ချင်းရဲ့အသက်ကိုကယ်ဖို့ဗီနစ်မြို့ကိုချက်ချင်းပြန်ရမယ်ပေါ့ပေါ်ရှားကကျင်နာတက်စာနာထောက်ထားတက်ပြီးသဘောထားကြီးတဲ့စိတ်နှလုံးရှိတယ်ဒါကြောင့်သူဘတ်ဆန်နီယိုသွားမှာကိုမတားဘူးကျမတို့ခုပဲလက်ထပ်ကြတာပေါ့ပြီးတော့ရှစ်တငယ်ချင်းရဲ့အသက်ကိုကယ်ဖို့အခုချက်ချင်းပဲဗီနစ်မြို့ကိုရှင်သွားရမယ်လေ
အဲ့ဒီအကျွေးရဲ့အစ20ကျော်တန်တဲ့ရွှေတွေကိုရှီယူသွားရလိမ့်မယ်ကျွေးဆက်ပြီးတဲ့အခါကျရင်တော့ရှင့်ရဲ့စစ်မှန်တဲ့မိတ်ဆွေစစ်ကိုဒီမြို့ကိုသာခေါ်လာခဲ့ပြီးတော့ဒါကြောင့်သူတို့တွေလက်ထပ်လိုက်ကြတယ်လက်ထပ်မင်္ဂလာအခမ်းအနားပြီးတဲ့အခါမှာတော့ဘက်ဆန်နီယောနဲ့ဂရဒီယန်နိုတို့ဟာဘေနစ်မြို့ကိုချက်ချင်းပဲထွက်ခွာသွားကြပါတယ်သူတို့ရောက်သွားတော့အမှုကိုစတင်စစ်ဆေးနေုံပဲရှိသေးတယ်ဆိုတာတွေ့ကြရပါတယ်အန်တိုနီယိုကအတနာမခံပါဘူးသူကသိနေတယ်လေရှိုင်းလော့ကသူ့အပေါ်မှာမတနာနိုင်လောက်အောင်မုန်းတီးလွန်းနေတယ်ဆိုတာကိုအဲ့ဒီအကြောင်းအပြင်ရှိသေးတဲ့အချက်ကလူတစ်ယောက်ဟာကိုယ့်ဂရိကိုကိုထိန်းရမယ်လေဒီလိုမှမလုပ်ခဲ့ရင်ဘေနစ်မြို့ကကုန်သည်တွေဟာရိုးသားတဲ့သူတွေမဟုတ်တော့ဘူးလို့လူတွေကမှတ်ယူကြမှာပေါ့အမှုကိုစစ်ဆေးဆင်ရင်နေတဲ့ဘေနစ်မြို့ဝန်ကရှိုင်းလော့ကိုတောင်းပန်တယ်တနာဖို့ထောက်ထားညတာကိုဂျူးကြီးရှိုင်းလော့ကပြောတယ်ဘာကြောင့်ကျုပ်ကတနာညတာတင်တာလဲကျုပ်ကအန်တိုနီယိုအပေါ်မြစ်တာမှမရှိပဲဘက်ဆန်နီယိုကဒေါသတကြီးမေးလိုက်တယ်လူတွေအားလုံးဟာသူတို့မချစ်တဲ့သူတွေကိုတတ်ကြရောတယ်လားဗျာဟေးလူတွေအားလုံးဟာသူတို့မုန်းတဲ့သူတွေကိုမတတ်ချင်ကြဘူးလားလို့ရှိုင်းလော့ကနာနာကြီးကြီးပြန်ဖြေတယ်အန်တိုနီယိုကိုသာခမားကလွတ်လပ်ခွင့်ပြည်ငြိမ်းခွင့်ပေးမယ်ဆိုရင်အန်တိုနီယိုကခမားကိုပေးဖို့ရှိတဲ့ငွေပမာဏထက်နှစ်ဆပိုတဲ့ငွေတွေကိုကျွန်တော်ပေးပါမယ်ဗျာလို့ဘက်ဆန်နီယိုကပြောတော့ရှိုင်းလော့ကသူကငါ့ကိုပေးဖို့ရှိတဲ့ငွေရဲ့အစ6000ပို့ပေးရင်တောင်မှငါရတဲ့အသားတစ်ပေါင်ကိုပဲတောင်းမှာကွာခမားကကျင်နာမြစ်တာကိုမပြရင်ခမားအလှည့်ကြရင်လေခမားဘလို့အကျင်နာမြစ်တာကိုရမှာလဲလို့မြို့ဝန်ကမေးပါတယ်ဒါပေမဲ့ရှိုင်းလော့ကခါတီးတီးပြင်းပြင်းထန်ထန်ပြန်ဖြေတယ်ကျုပ်ကဂယုနာတွေကျင်နာတွေလိုချင်တာမဟုတ်ဘူးဗျကျုပ်လိုချင်တာတရားစီရင်ရေးကိစ္စတရားဥပဒေကျုပ်ရသိမ်းရထိုက်တဲ့အသားတစ်ပေါင်ကိုသာပေးစမ်းပါဗျာလို့အဲ့လိုပြောပြီးတော့သူနဲ့အတူယူလာတဲ့အသားလီးသားရှည်လေးကိုသွေးတော့တာပါပဲသူကလက်စားချေဖို့ကတိတ်ကိုတေချပြီးအကွက်ဆိုင်နေပြီလို့ထင်မှတ်ခံစားရလို့လေဒါပေမဲ့အဲ့ဒီအချိန်မှာပဲသတင်းပို့ဆက်သားစေတမန်တယောက်မြို့ဝန်ထံရောက်လာတယ်တက်ကြွလိမ်မာတဲ့ရှင်းနေလေးတယောက်ဟာအခြားမြို့ကနေအမှုကိုစီရင်လျှောက်လဲဖို့ရောက်လာပြီဆိုတဲ့သတင်းစကားနဲ့လေချက်ချင်းဆိုသလိုပဲရှင်းနေလေးဟာတရခွင်ကိုရောက်လာပါတယ်သူတို့နှစ်ဦးလုံးဟာတိတ်ကိုငယ်ရွယ်နှုတ်နယ်ပုံရပါတယ်ဒါပေမဲ့မျိုးဝန်မင်းရဲ့မိတ်ဆွေရှင့်နေလူတော်တယောက်စီကမိတ်ဆက်စာတစ်စောင်ကိုယူလာတယ်။မျိုးဝန်ရဲ့မိတ်ဆွေကအာမခံတယ်။ဒီရှင့်နေလူငယ်လေးဟာဒီအမှုကိုစီရင်ဖို့အတွက်အရေးအချင်းကောင်းကောင်းရှိကြောင်းပေါ့။သူ့ရဲ့ဉာဏ်ပညာအမျှော်အမြင်ဟာမကြခင်မှာပဲပေါ်လွင်ပါတယ်။ဂျူးကြီးကိုစဉ်းစားသေးချတဲ့မေးခွန်းတွေမေးပြီးစစ်ဆေးခြင်းအပြင်ပေါ့။ရှိုင်းလော့နဲ့အန်တိုနီယိုကိုရှောက်လဲပြောဆိုတဲ့စကားကိုကြားနာပြီးတဲ့အခါမှာတော့သူကဂျူးရှိုင်းလော့ကိုတနာညတာထောက်ထားဖို့တောင်းပန်တယ်။ကျုပ်ကဘာအကြောင်းကြောင့်ညတာထောက်ထားရမှာလဲ။ပြောစမ်းပါကျုပ်ကိုဒီကိစ္စရှိုင်းလော့ကဒေါသတကြီးအော်ဟစ်ပြောဆိုတယ်။ရှင့်နေလေးကကောင်းမြတ်တဲ့စကားတွေနဲ့ပြောဆိုဖြောင်းပြတယ်။တနာအကျင့်နာတရားနဲ့ဂိယုဏတရားရဲ့တန်ဖိုးကိုပြောပြတယ်။ဂိယုဏတရားကိုနှစ်ဦးနှစ်ဖက်နှစ်ပြန်နှစ်ဆကောင်းကျိုးရပါတယ်ဗျာ။ကြီးကျယ်မြင့်မြတ်တဲ့ဘုရင်ဧကရစ်တွေဟာဂိယုဏတရားထာဝရရှိသူတွေဖြစ်ပါတယ်အဖဖရာသခင်ကိုတော်တိုင်မှနူးညံ့သိမ်မွေ့မှုတွေအကျဉ်းနာမြတ်တာတွေဂိယုဏတွေနဲ့ထုံမှုန်းပါတယ်ဒါကြောင့်ရှိုင်းလော့တင်ကတရားစီရင်မှုတရားဥပဒေကိုတောင်းဆိုပေးမယ်ကျွန်ုပ်ကတော့ကျင်နာတနာပါထောက်ထားညတာပါလို့တောင်းပန်ချင်ပါတယ်ရှိုင်းလော့ကနားမဝင်နားမထောင်ပါဘူးသူ့အနေနဲ့ကတော့ဂလဲစားချေဖို့ကလွဲလို့ဘာမှမစဉ်းစားနိုင်ပါဘူးဒါကြောင့်ဘက်ဆန်နီယိုပြန်ဆက်တဲ့ပတ်စံကိုယူဖို့ညင်းဆန်တယ်။ပေးစရာရှိတဲ့အကျွေးရဲ့10စကိုပေးပါမယ်လို့ဆိုပေမဲ့သူကမယူဘူးလို့ညင်းဆန်တယ်။ရှင့်နေလေးကစိတ်ရှည်ထားတီးခံပြီးပြောတယ်။ရှိုင်းလော့ရဲ့ညတာပါတနာပါတင်ရစရာရှိတဲ့ငွေရဲ့3စကိုယူပါဒီစာချုပ်ကလေးကိုတင်မုံချေပြီးစုပ်ဖြဲပစ်လိုက်ပြရစီဒီလိုပြောတဲ့တိုင်အောင်ရှိုင်းလော့ကတော့ညင်းဆန်သေးပါပဲဒါကြောင့်ရှင့်နေလေးကဝန်ခံလိုက်ရတယ်။ဗီနစ်မြို့ရဲ့တရားဥပဒေအရဆိုရင်ရှိုင်းလော့ရဲ့တောင်းဆိုမှုဟာတရားဝင်တယ်။ဥပဒေနဲ့ညီညွတ်တယ်။ဒါကြောင့်ရှိုင်းလော့ကသာမကျင်နာမထောက်ထားရင်အန်တိုနီယိုဟာသူ့ရဲ့အသားတစ်ပေါင်ကိုပေးအပ်ရပါမယ်။တရားခွင့်ကိုပညာရှိတယောက်ကြွမြန်းရောက်ရှိလာတာပဲဟဲ့။အိုးပညာရှိတရားသူကြီးမင်းရဲ့
ချီးကျူးပါတယ်လို့အော်ဟစ်ပြီးရှိုင်းလော့ကသူ့ရဲ့သားလီးသားကိုတစ်ခါထပ်ပြီးထုတ်လိုက်ပြန်ပါတယ်ရှင့်နေလေးကအန်တိုနီယိုကိုပြောလိုက်တယ်ကဲတင့်ရဲ့အသားကိုဓာတ်နဲ့အလှီးခံဖို့အသင့်ပြင်ရမယ်အိုးကောင်းမြတ်လိုက်တဲ့တရားသူကြီးချီးကျူးထိုက်တဲ့တရားသူကြီးလို့ရှိုင်းလော့ကအော်ပါတယ်ကဲလာပါတင့်ရဲ့ကုတ်အင်ကြီးကိုဖွင့်ဟပေးလိုက်ပါလို့ရှင့်နေလေးကအန်တိုနီယိုကိုပြောတယ်ထက်နေမြနေတဲ့ဓာတ်သွားလေးကိုစမ်းရင်ရှိုင်းလော့ကပြောလိုက်တယ်ဟုတ်ပါကုတ်အင်ကြီးကိုဖွင့်သူ့ရဲ့နှလုံးသားနဲ့အနီးဆုံးနေရာကိုဖွင့်အိုးကောင်းမြတ်တဲ့တရားသူကြီးလေးပါပဲရှင့်နေလေးကမေးလိုက်တယ်အသားကိုချိန်တွယ်ဖို့ချိန်ဝင်လေးများပါရဲ့လားသွေးထွက်လွန်ပြီးမသိအောင်သူ့ဒဏ်ရာကိုကုစားဖို့ဆရာဝန်တယောက်ကိုခေါ်ခဲ့ရဲ့လားဟင်းအဲ့ဒါကစာချုပ်ထဲမှာရေးမထားဘူးလေလို့ရှိုင်းလော့ကပြောတယ်ငယ်ရွယ်တဲ့တရားသူကြီးလေးကအန်တိုနီယိုကိုမေးတယ်သူ့မှာဘာများပြောစရာရှိသလဲပေါ့အန်တိုနီယိုကဘတ်ဆန်နီယိုကိုပြောတယ်သူကဘတ်ဆန်နီယိုကိုတိတ်ပြီးချစ်ခင်တယ်သူ့အတွက်အသက်ကိုပေးအပ်ဖို့အသင့်ရှိတယ်စေတနာရှိတယ်လို့ပြောဆိုပြီးနောက်ဆုံးအနေနဲ့နှုတ်ဆက်စကားကိုဆိုတယ်ဒီကုံတယ်ကြီးရဲ့အသားတစ်ပေါင်ကိုတင့်ပိုင်ပေးတယ်အသားတစ်ပေါင်သည်တင့်ဟာဖြစ်တယ်ရုံးတော်ကလည်းသဘောတူတယ်တရားဥပဒေကလည်းခွင့်ပြုတယ်လို့ရှင့်နေလေးကရှိုင်းလော့ကိုပြောတယ်ရှိုင်းလော့ကပညာအရှိဆုံးတရားသူကြီးပဲလို့ဝမ်းမြောက်ဝမ်းသာပြောလိုက်တယ်ရှင့်နေလေးကအဲ့ဒီအသားကိုသူ့ရဲ့နှလုံးသားနဲ့နီးတဲ့နေရာကနေလှီးယူရမယ်တရားဥပဒေကလည်းခွင့်ပြုတယ်ရုံးတော်ကလည်းသဘောတူတယ်လို့ပြောလိုက်တော့ပညာအရှိဆုံးတရားသူကြီးပဲကဲလာခဲ့အန်တိုနီယိုမင်းရဲ့သားကိုလှီးခံဖို့အတွက်အသင့်ပြင်ပြီတော့ခဏနေပါအောင်ပြောစရာလေးတွေရှိသေးလို့ပါဒီစာချုပ်မှာတင့်ကိုသွေးတစ်စက်တောင်ပေးပါမယ်လို့မပါပါဘူးတင်ရထိုက်တဲ့အသားတစ်ပေါင်ယူစေသို့တော့သွေးတစ်စက်ထွက်လျင်တင်ပိုင်ဆိုင်ထားသမျှငွေကြေးဥစ္စာပစ္စည်းအကုန်လုံးကိုနိုင်ငံတော်ဘဏ္ဍာအဖြစ်နိုင်ငံတော်သို့ပေးအပ်စေဒီတစ်ခါတော့ရှင့်နေလေးကိုချီးကျူးဖို့ဖြစ်လာတာကဂရတနီယိုရဲ့အလှည့်ပေါ့သူကကြွေးကြော်အော်ဟစ်လိုက်တယ်ပညာရှိလိုက်တဲ့တရားသူကြီးမင်းပါလားရှိုင်းလော့တရားသူကြီးမင်းရဲ့အမိန့်ကိုနားထောင်စမ်းဒီတော့ရှင့်နေလေးကတင်ဟာတရားစီရင်မှုတရားဥပဒေကိုပဲတောင်းဆိုခဲ့တယ်ဒါကြောင့်တရားဥပဒေဘို့ပဲရရှိလိမ့်မယ်လို့ရှင့်နေလေးကပြောကြားပါတယ်ရှိုင်းလော့ကခက်မြက်မြက်တုတ်သီးတုတ်ပြာနဲ့ပြောလိုက်တယ်ဒီလိုဆိုရင်လည်းကျုပ်ကိုပတ်စံပဲပေးပါတော့ပတ်စံနီကိုပေးစရာရှိတဲ့အကျွေးရဲ့သုံးစားကိုပေးမယ်ဆိုအဲ့ဒါကိုငါ့ကိုပေးပါတော့ဒီတော့လေအလင်းစလို့မလုပ်ပါနဲ့လေတင်မဲ့ပတ်စံကိုမယူဘူးလို့ခုနကညင်းဆိုခဲ့ပြီးပြီလေတရားဥပဒေကလွဲလို့ဘာကိုမှတင်ရလိမ့်မယ်မဟုတ်ဘူးလို့တရားသူကြီးကပြောလိုက်တယ်နောက်ဆုံးကြတော့ဒေါသကြောင့်တုံရီဖြစ်နေတဲ့ဂျူးအဖိုးကြီးကဘတ်ဆန်နီယိုတို့ချေးလိုက်တဲ့ငွေအရေအတွက်တိုင်းပဲပေးပါတော့ဒီထက်ပိုပြီးဘာမှလည်းမပေးပါနဲ့လို့တောင်းဆိုတယ်ဒါပေမဲ့တရားသူကြီးကညင်းပယ်လိုက်တယ်ပြီးတော့ဆက်ပြောတယ်ရှိုင်းလော့တင်ဟာဂျူးလူမျိုးတစ်ယောက်ဖြစ်တယ်ပြဋ္ဌာန်းထားတဲ့ဘီနစ်မြို့တရားဥပဒေအတိုင်းပြောရမယ်ဆိုရင်ဘီနစ်မြို့သားစစ်မဟုတ်သောသူတစ်ယောက်သည်ဘီနစ်မြို့သားစစ်တစ်ယောက်၏အသက်အားတေချောင်းကြံလျင်ထိုသူသည်တေတံကြခံရမည်ထို့ပြင်ထိုသူ၏ငွေကြေးဥစ္စာပစ္စည်းများကိုလည်းအညီအမျှနှစ်ပုံခွဲဝေစေရမည်တပုံကိုနိုင်ငံတော်သို့ပေးအပ်၍အခြားတပုံကိုတေချောင်းကြံခြင်းခံရသူတို့ပေးအပ်စေရမည်လို့ပြီးတော့တင်ဟာအန်တိုနီယိုရဲ့အသက်ကိုတတ်ဖို့စူးစမ်းခဲ့ပြီးပြီတင့်အပေါ်ပေးရမယ့်ပြစ်ဒဏ်ကိုမြို့ဝန်မင်းကဆုံးဖြတ်ပေးလိမ့်မည်ထိတ်လန့်ကြောက်ရွံ့နေတဲ့ရှိုင်းလော့ကိုမြို့ဝန်မင်းကအမိန့်ချတယ်တင်ဟာအန်တိုနီယိုပေါ်မှာပြခဲ့တဲ့ဂယုဏနဲ့ထောက်ထားညှတာမှုထက်ပိုမိုတဲ့ဂယုဏကိုကျုပ်ကပြသပါမယ်တင့်အသက်ကိုချမ်းသာပေးလိုက်မယ်ဒါပေမဲ့တင့်ရဲ့ငွေကြေးပစံတွေကိုတော့နိုင်ငံတော်နဲ့အန်တိုနီယိုတို့ပေးအပ်စေရှိုင်းလော့ဟာရှုံးနိမ့်တဲ့ဘဝပြတ်တဲ့လူတစ်ယောက်ဖြစ်ခဲ့ပါပြီသူ့လိုငွေတို့ချေးစားတဲ့သူတစ်ယောက်ရဲ့ငွေတွေကိုအသိမ်းခံလိုက်ရပြီဆိုရင်သူဘာများလုပ်နိုင်အောင်မလဲလေကျုပ်ကိုလည်းတက်လိုက်ကြပါတော့လားဗျာဟုသူကနာကြီးခါးသီးစွာနဲ့ငိုယိုပြောကြားပါတယ်ကျုပ်အသက်မွေးမှုပြုနေတဲ့ဥစ္စာဒနာပစ္စည်းတွေကိုယူသွားမှတော့ကျုပ်ရဲ့အသက်ကိုလည်းယူသွားကြပါတော့ဗျာတရားသူကြီးလေးကအန်တိုနီယိုဘက်ကိုလှည့်ပြီးမေးလိုက်တယ်
သူ့အပေါ်ဘလို့ထောက်ထားညှတာမှုများပေးနိုင်မလဲအန်တိုနီယိုကျင်နာတနာတတ်တဲ့အန်တိုနီယိုကအခက်အခဲကြုံရှုံးနေနေတဲ့အဖိုးကြီးကိုဂယုဏတက်မိတယ်ဒါကြောင့်နူးညံ့ညင်သာစွာနဲ့ပြောလိုက်ပါတယ်ကျွန်တော်ရတဲ့နေဆိုရဲဝေစုပစ္စည်းတွေကိုသူ့ပဲရယူပါစေဒါပေမဲ့စီကံကန့်သက်ချက်တစ်ခုတော့ထားရပါမယ်သူတည်ဆုံးတဲ့အခါသူ့ရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေကိုသူ့သမီးဂျက်စီကာနဲ့သူမရဲ့ခင်မောအတွက်ထားခဲ့ပါမယ်ဆိုတဲ့စီကံသတ်မှတ်ချက်ပါပဲတင်သဘောတူကျင်းတဲ့ရလားရှိုင်းလော့ဘာပြောစရာရှိသေးလဲလို့ရှင့်နေလေးကမေးတော့ကျုပ်ကျင်းတတ်ပါတယ်ဗျာအခုတောင်းပန်ပါတယ်ကျုပ်ကိုသွားခွင့်ပြုပါတော့ကျုပ်နေမကောင်းလို့ပါစာရဲစာရန်စာချုပ်တွေကိုသာကျုပ်စီပို့ပေးပါဗျာကျုပ်လက်မှတ်ထိုးပါမယ်လို့ပြောပြီးဂျူးဖိုးကြီးဟာတရားရုံးတော်ကနေထွက်သွားပါတယ်အန်တိုနီယိုနဲ့ဘက်ဆန်နီယိုကလိမ္မာပါနှက်တဲ့ပညာရှိရှင့်နေလေးကိုအလွန်အမင်းကျေးဇူးတင်ကြပါတယ်ရှိုင်းလော့ကဘက်ဆန်နီယိုကိုချေးထားတဲ့ငွေပမာဏကိုရှင့်နေလေးကယူဖို့လက်ခံဖို့တောင်းဆိုကြတယ်ဒါပေမဲ့တရားသူကြီးလေးကမယူပါဘူးသူတို့အခုလိုကျင့်တဲ့ဝမ်းမြောက်တယ်ဆိုရင်သူ့ကိုပေးဆက်ပြီးတာနဲ့အတူတူပါပဲလို့ပြောပါတယ်ဒီလိုဆိုရင်လဲခမားကျွန်တော်တို့ရဲ့ကျေးဇူးတင်ကြောင်းအထိမ်းအမှတ်ဖြစ်လက်ဆောင်ပစ္စည်းလေးတော့ယူပါလက်ခံပါခမားလို့ဘက်ဆန်နီယိုကပြောတော့တင်ရင်တင်းကြပ်ပြောနေမှာတော့တင်ရဲ့လက်မှာဝတ်ဆင်ထားတဲ့လက်စွပ်ကိုကျွန်ုပ်ယူပါမယ်လို့ရှင့်နေလေးကပြန်ပြောတယ်ဘက်ဆန်နီယိုကကတုတ်ကရက်နဲ့သူ့လက်ကိုခက်မြန်မြန်ပဲပြန်ရုပ်လိုက်တယ်ဘာကြောင့်လဲဆိုတော့လက်စွပ်ကပေါ်ရှာပေးထားတဲ့လက်စွပ်လေပြီးတော့သက်ဆုံးတိုင်းထာရသိမ်းဆဲထားပါမယ်လို့ဂတိပေးထားတဲ့လက်စွပ်သူကတရားသူကြီးလေးကိုပြောပြတယ်ဒီလက်စွပ်ကတန်ဖိုးနည်းပါတယ်ဒီထက်တန်ဖိုးကြီးဈေးကြီးတဲ့လက်စွပ်တစ်ခွင်းကိုဒီလက်စွပ်အစားဝယ်ပေးပါမယ်ဒါမဲ့ရှင့်နေလေးကြည့်ရတာစိတ်အနှောက်အယှက်ဖြစ်သွားပုံရတယ်သူကပြောတယ်တင်မဲကျွန်ုပ်ကိုတောင်းရက်တက်အောင်တင်ပေးခဲ့တယ်အခုလဲသတောင်းစားကိုဘလို့ကြော့ဆုံးလုပ်ရမယ်အဖြေပေးရမယ်ဆိုတာတင်ပေးပြန်ပြီထင်တယ်လို့ဘက်ဆန်နီယိုကို88ဆက်စိမ့်စိမ့်ကကပြောပြီးနှုတ်ဆက်ထွက်ခွာသွားပါတယ်သူထွက်သွားပြီးတဲ့အခါအန်တိုနီယိုကဘက်ဆန်နီယိုကိုဖြောင်းဖြတယ်ရှင့်နေလေးလိုချင်တဲ့လက်စွပ်ကိုပေးလိုက်ဖို့ဘက်ဆန်နီယိုကလည်းစောစောကညင်းပယ်ခဲ့မိတာကိုနောင်တရစိတ်မကောင်းဖြစ်ပြီးတော့ဂရဒီယန်နိုကိုလှုပ်ပြီးတရားကျူကြီးလေးကိုရှာခိုင်းတယ်ရှာလို့တွေ့ရင်လက်စွပ်ကိုပေးဖို့ပေါ့တနာစရာကောင်းတဲ့ဂရဒီယန်နိုကိုယ်တိုင်လည်းဒုက္ခတွေ့တော့တာပဲဘာကြောင့်လဲဆိုဘက်ဆန်နီယိုလက်စွပ်ကိုရှင့်နေလေးကိုပေးပြီးတဲ့အခါရှင့်နေလေးရဲ့စရေးကလည်းဂရဒန်နီယိုရဲ့လက်စွပ်ကိုပေးဖို့တောင်းတယ်အဲ့ဒီလက်စွပ်ကမင်္ဂလာဆောင်မှာနာရီဆာကလက်ဆောင်ပေးထားတဲ့လက်ထက်လက်စွပ်ဘက်ဆန်နီယိုနဲ့ဂရဒီယန်နိုတို့ဟာဘဲလ်မောင်မြို့ကိုပြန်လာခဲ့ကြတယ်အန်တိုနီယိုကိုပါသူတို့နဲ့အတူခေါ်လာခဲ့တာပေါ့ပေါ်ရှာနဲ့နာရီဆာတို့နဲ့တွေ့ရတော့မယ်ဆိုတဲ့အတွေးကြောင့်သူတို့တွေဟာပျော်ရွှင်ပြနေကြပါတယ်ဒါပေမဲ့သူတို့နည်းနည်းတော့စိုးရင်ပူပန်မိကြတယ်သူတို့ရဲ့လက်မှာလက်စွပ်တွေမရှိတော့ဘူးဆိုတာကိုသိသွားရင်သူတို့ရဲ့ဇနီးတွေကဘာများပြောကြမှာပါလဲဆိုတဲ့စိတ်နဲ့လေပေါ်ရှာကဘက်ဆန်နီယိုရဲ့လက်ကိုကြည့်ပြီးလက်စွပ်ဘယ်ရောက်သွားပြီလဲဘာဖြစ်သွားတာလဲလို့ချက်ချင်းပဲမေးတယ်ဘက်ဆန်နီယိုကရှင်းပြပါတယ်ဒါပေမဲ့သူမကတိတ်ကိုစိတ်နှောက်ယှက်ဖြစ်နေပုံပါပဲသူ့ကိုခွင့်လို့ဖို့တောင်းပန်ပါတယ်အန်တိုနီယိုကလည်းသူမကိုပြောပြပါတယ်ဘက်ဆန်နီယိုကိုအပြစ်မတင်ထိုက်ပါဘူးအန်တိုနီယိုရဲ့အသက်ကိုကယ်ခဲ့တဲ့ဉာဏ်ပညာထက်မြက်တဲ့ရှင့်နေလေးကိုပေးအပ်လိုက်ရခြင်းသာဖြစ်ပါတယ်ကျွန်တော်ကြိမ်ဆိုပြီးပြောရဲပါတယ်သူဟာခမားအပေါ်မှာဘယ်တော့မှနောက်တစ်ချိန်ဂရီးဖြတ်မှာမဟုတ်ဘူးဒီလိုဆိုရင်လဲသူ့ကိုဒီလက်စွပ်ပေးထားလိုက်ပါဟိုလက်စွပ်ထက်ပိုပြီးကောင်းကောင်းသိမ်းထားဖို့ပြောပါဘက်ဆန်နီယိုကတအံ့တော်ဖြစ်ရပါတယ်တရားသူကြီးလေးထံပေးခဲ့တဲ့လက်စွပ်ကိုပဲသူမကသူ့ကိုပြန်ပေးတာကိုရှင့်နေလေးရဲ့စရေးကိုဂရဒီယန်နိုပေးခဲ့တဲ့လက်စွပ်ကိုပဲနာရီဆာကလည်းဂရဒီယန်နိုကိုပြန်ပေးပါတယ်ရှင်တို့အားလုံးအံ့အားတွေသင်ကုန်ကြပြီမဟုတ်လားလို့အံ့ဩပြီးမဝေခွဲနိုင်ဖြစ်နေတဲ့သူတို့ရဲ့မျက်နှာလေးတွေကိုကြည့်ရှုရဲမောရင်ပေါ်ရှာကပြောပါတယ်ဒါပေမဲ့ဟော်ဒီမှာစာတစ်စောင်ရှင်တို့အားလုံးဖတ်ကြည့်ကြပြီတော့ပေါ်ရှာဟာရှင့်နေလေးနာရီဆာဟာသူမရဲ့စရေးဆိုတာစာထဲမှာရှင်တို့တွေ့ရပါလိမ့်မယ်မင်းကရှင့်နေလေးလားကိုသိတော်မသိဘူးလို့ဘက်ဆန်နီယိုကတအံ့တော်မေးတော့ပေါ်ရှာကဟုတ်ပါကျမအခုလေးဒီမှာဗီနစ်မြို့ကပြန်ရောက်လာတဲ့အကြောင်းလော်ရန်ဆိုကရှင်တို့ကိုပြောပြပါလိမ့်မယ်
ပြီးတော့သူမကအန်တိုနီယိုပဲလှည့်လိုက်ပြီးတော့အန်တိုနီယိုရှင့်ကိုကြိုဆိုပါတယ်ရှင်မျော်လင့်ထားရတဲ့ပိုကောင်းတဲ့သတင်းတွေကျမရရှိလာပါတယ်ရှင်ရဲ့သမောသုံးစီးဟာစိတ်ကန်းကိုချောချောမောမောပြန်ရောက်နေပါပြီရှင်ရဲ့ပတ်စံတွေလည်းစိတ်ချရပြီပေါ့ဘဲလ်မောက်စ်မှာရှိတဲ့ပေါ်ရှာတို့ရဲ့အိမ်တော်ကြီးမှာကြည်နူးရှင်ပြဝမ်းသာမှုပေါင်းခညောင်းလို့နေပါတယ်ဗီနစ်မြို့ကရဲရင်တဲ့ကုန်တယ်လေးအန်တိုနီယိုအတွက်လည်းအဆအရာရာအားလုံးအဆင်ပြေချောမောသွားပါတော့တယ်ရှင်